True love မြတ်တာဆိုသည်မှာဒေါသကိုပဲနှုတ်သောမြတ်တာတရားပိုင်ဆိုင်သူတိုင်းချစ်မြတ်နိုးတတ်ကြအတိုင်းစားမဲ့ချစ်မြတ်နိုးတတ်ကြအတိုင်းစားမဲ့အပိုင်းချမဲ့စွာချင်သွားရအောင်စိတ်နှလုံးသားရိုးသားဖြောင်းမစေလောကတတဝါအလုံးတွေကောင်းကျိုးစီးပွားဖြစ်ထွန်းစေဖို့မိမိရဲ့ရွာဆွေမျိုးမိတ်တင်ဟာအလုံးတွေအားထုတ်ကြထုတ်ကြစို့ကိုချင်တရားနဲ့ပညာပြည့်စုံအောင်အခါမလဲကြိုးကုန်လောက်ကိုင်းငါဗုဒ္ဓမြတ်စွာဗုဒ္ဓမြတ်စွာဟောကြားတဲ့မြတ်တာတရားတသက်တာချင်သွားရအောင်စိတ်နှလုံးသားရိုးသားဖြောင်းမစေလောကတတဝါအလုံးတွေမိမိရဲ့ရွာဆွေမျိုးမိတ်တင်ဟာအလုံးတွေအားထုတ်ကြစို့